အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဒီလိုမျိုး Facebook နှစ်ခုနဲ့ Messenger နှစ်ခု Viber နှစ်ခုဒီလိုမျိုးမိမိရဲ့ဖုန်းထဲမှာပွားသုံးတဲ့နည်းလေးကိုလုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနည်းလေးကိုမလုပ်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးတော့ပါအောင်ကျွန်တော်တင်တဲ့ဗီဒီယိုတစ်တစ်လေးကိုနောက်ထပ်တွေ့ရတယ်ဆိုရင် notification ခေါင်းလောင်းလေးနဲ့နှိပ်ခဲ့ပေးပါအောင်ကျွန်တော်တို့အရင်ဦးဆုံးပွားသုံးမှုအတွက်ကိုကျွန်တော်တို့ setting တွေကိုသွားရပါမယ်ဖုန်း setting တွေကိုကျွန်တော်တို့ဝင်လိုက်ပါဖုန်း setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ဆွဲတင်လိုက်ပါဆွဲတင်လိုက်ကျွန်တော်တို့ဒီနေရာမှာ app ဆိုတဲ့ဟာလေးရှိပါတယ်တို့ဒီ app ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ဝင်ပေးလိုက်ပါဒီဖုန်းထဲမှာဒီလိုမျိုး app မဟုတ်လို့ရှိရင်ဒီ marketing man ဆိုတဲ့ဟာမျိုးလေးပေါ်ပါတယ်ကျွန်တော်တို့ဒီ၄000ကွက်လေးနဲ့အဲ့ဒါလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီနေရာမှာဒီအောက်မှာ app ကလုံးနာဆိုတဲ့ဟာလေးရှိပါတယ်ဒီ app ကလုံးနာဆိုတဲ့ဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့မိမိပွားသုံးနေတဲ့ဒီ software ကိုကျွန်တော်နှိပ်လိုက်ပါကျွန်တော်တို့ဒီနေရာလေးမှာကျွန်တော်ပြတဲ့နေရာလေးမှာဒီလိုမျိုးပိတ်နေရဆိုလို့ရှိရင်ဖွင့်ပေးလိုက်ပါကျွန်တော်ကတော့ဖွင့်ပြီးသားဖြစ်တယ်လည်းမပြတော့ပါဘူးနောက်တော့ကျွန်တော်တို့ဒီ Messenger ကိုလည်းကျွန်တော်တို့ဒီလိုမျိုးနှစ်ခုပွားသုံးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်ပြတဲ့နေရာလေးရှိပါတယ်နေရာလေးမှာပိတ်နေလို့ရှိရင်ဖွင့်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းထဲမှာ Messenger နှစ်ခု Facebook နှစ်ခုကျွန်တော်တို့ account နှစ်ခုနဲ့ပွားသုံးလို့ရပါပြီကျွန်တော်ဒီနေရာလေးကိုကြမ်းနေတတ်တယ်ဆိုရင်ကျွန်တော် like and share လုပ်ပြီးတော့ပါဦးနောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးတော့ပါမယ်